ပါတဲ့အပြောဆိုလူတယောက်ကိုခမညာလွဲနေတယ်လို့ပြောရင်ဘယ်သူမှလက်ခံမှာမဟုတ်ဘူးဒါပေမဲ့လူတယောက်ကိုဒီလိုလေးလှုပ်လိုက်ရင်ခမညာပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ပြောရင်လက်ခံလာလိမ့်မယ်ကိုဆိုလိုတဲ့အတိတ်ပဲရဲ့ကိုပြောချင်တဲ့စကားတွေကိုတစ်ဖက်သားကလက်ခံဖို့ဆိုရင်ပြောတတ်ဆိုတတ်ဖို့ကတိတ်ရေးကြည့်ရဲ့ဘယ်တော့မှနေမားရဲ့ငါမှန်တယ်ဆိုတာမျိုးမပြောမိစေနဲ့ပြောမဲ့ဒါပြောနင်ပြောတာမှားတာတော့မမှားဘူးဒါပဲမဲ့ဒီလိုလေးဆိုပို့ပြီးတော့မှန်အောင်မယ်ဆိုတာမျိုးပြောတတ်အောင်ပြောဆိုကြောင်ပဲလူတွေရဲ့အထင်ကြီးကိုခံစားရတယ်လို့အပြောဆိုကြောင်ပဲလူပုံများတတ်တယ်မဟုတ်လားဘာပဲဖြစ်ဖြစ်ပနဲ့ပြောတတ်ဆိုတတ်သူတစ်ဖားအထွက်ကတော့အပြောဆိုကြောင်လူပုံမခံရတတ်ပါဘူးလေဒီဗီဒီယိုလေးကိုအပေါင်းလေးနှိပ်ထားနိုင်ပါတယ်